စိန္ဒမဏိယရဏနိဗုဒ္ဓံဗုဒ္ဓယရဏနံကရံကရတိတရဏံခိပမေဝနမိစ္ဆတုစိန္ဒမဏိယရဏနိဓမ္မံဓမ္မယရဏနံကရံကရတိတရဏံခိပမေဝနမိစ္ဆတုစိန္ဒမဏိယရဏနိသံဃံသံဃယရဏနံကရံကရတိတရဏံခိပမေဝသမိစ္ဆတုသာဓုသာဓုသာဓုပါဗျာစိန္ဒမဏိသုံးဃာတာတို့ကိုရွတ်ပတ်ပူဇော်ပြီးသည့်နောက်မှာလက်နုဂါထာတော်ကိုနှလက်ပြီးတော့ရွတ်ပတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတတုပူဇာလာဘဝရာတပိပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတတုပူဇာလာဘဝရာတပိပိယဘဝတုမေဒိဋ္ဌိတေဇာဒိဋ္ဌိဝရာဒိဋ္ဌိဇေယဒိဋ္ဌိကမ္မာတတုပူဇာလာဘဝရာတပိပိယဘဝတုမေလက်လူဂါထာတော်မြတ်ကြီးကိုရွတ်ဖတ်ပူဇော်ပြီးသည့်နောက်မှာလက်ခောဂါထာတော်ကိုဆက်လက်ပြီးတော့ရွတ်ပတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒုက္ခံဒနံလာဘံဧဟိဧဟိ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 လက်ခောဂါထာတော်ကိုရွတ်ပတ်ပူဇော်ပြီးသည့်နောက်မှာမေတ္တာပုဂ္ဂါထာတော်ကို